အဲ့တော့အဓိကခမည်းတော်ဆင်းရဲဘူးလားခမည်းတော်ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးလေရောက်ငါတို့တော့အဲ့လိုဖြေမရှိဘူး no ခမည်းတော်ကဖြေရှင်းကြနီးလိုက်ရှိကောင်းရှိနိုင်သူ့မှာမရှိရင်လည်း तू လုံးမိမှာပဲကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီလိုင်းသားရာပေါ့နော်ဒီတွေ့တာသူဘာတော့အထက်ဆန်းလာအဲ့မှာပစ္စည်းခိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လိုင်းသားကိုကြီးဘာတွေပြောထားလဲဆိုတော့တစ်ချက်တော့နားထောင်ကြည့်အောင်ဗျာခိုးတဲ့ဟာကိုကျွန်တော်တို့ကကာကွယ်ပေးနေတာမဟုတ်ဘူးနော်ကျွန်တော်တို့ကရိုက်တဲ့နှိမ့်ဆက်တဲ့လူကိုလည်းကျွန်တော်တို့ကအပြစ်ပြောနေမှာမဟုတ်ဒါမဲ့ဟိုလူတယောက်ရဲ့ရှေ့မှာပေါ့နော်သူခိုးလိုက်တာကျွန်တော်တို့မတွေ့ဘူးလေသူတို့လည်းမတွေ့ကြဘူးအပြင်လူတွေလည်းမတွေ့ကြဘူးဒါမဲ့ဟိုဒီကိုရှေ့မှာကိုမျက်လုံးနဲ့ဟိုထင်းထင်းရှားရှားမြင်ရတာကြတော့ဒီရိုင်းနဲ့နှိမ့်ဆက်တာကိုမြင်ရတဲ့အခါကျတော့စိတ်မကောင်းကြစိတ်မကောင်းကြတာတချို့ကတော့အားကြောင့်လူကြပါတော့တချို့ကတော့မလူဘူးပေါ့ကျွန်တော်ဆိုလည်းမလူကျွန်တော်ဆိုလည်းမလူဒါဟိုလူရတန်းရလောက်တဲ့အနေထားရှိမရှိဆိုတာတေချာမသိပဲနဲ့ဘာမှလုပ်လို့မရဘာမှလုပ်လို့မရကျွန်တော်လူပြစ်မယ်ဆိုရင်တော့ဒီအဖွားကဘောနော်သူ့ရဲ့အရန်အကြက်တဲဖြည့်ရှင်းစရာအကြောင်းတစ်ခုရှိလို့မဖြည့်ရှင်းနိုင်လို့ဒီပြဿနာကိုဒီလိုဖြည့်ရှင်းလိုက်ရတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ရဲ့ပြဿနာကိုကျွန်တော်တို့ဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်တို့ကူညီတင်တာကူညီမယ်လူတိုင်းပေးခိုင်းနေတာလူတိုင်းပေးခိုင်းမှာပေါ့နော်ကျွန်တော်ဆိုလည်းမလူဒါပေမဲ့တနာကြတယ်လူတွေကတနာကြတဲ့အတွက်လူကြတန်းကြတာပေါ့အဲ့တော့ကျွန်တော်မလူဘူးဆိုရင်ပဲကျွန်တော်မလူထားလိုက်တော့လူချင်းတဲ့လူလေကျွန်တော်ပြောစရာအကြောင်းမရှိဘူးဟုတ်တယ်နော်အဲ့ဒါတော့မှန်တယ်လူတယောက်ရဲ့ခံစားချက်ချင်းမတူဘူးကြုံတွေ့လာတဲ့ဘဝချင်းမတူဘူးမှန်ကြုံတွေ့နေတဲ့ဘဝချင်းမတူဘူး तू လူချင်းလို့လူတာလူပါစေ तू ကုသိုလ်ရမသိကြအောင်စောင်းနေလိုက်ကိုမလူချင်းဘူးမလားကိုမကြိုက်ဘူးမသိကြအောင်စောင်းနေလိုက်ဟာဒီလူခိုးတာကွာခိုးတဲ့လူကိုမင်းတို့ကဟိုကာကွယ်ပေးနေတယ်ဆင်းရဲတဲ့ဘက်ကကာကွယ်ပေးနေခမရဆင်းရဲဘူးလားခမရတို့ဆင်းရဲဘူးလားထမင်းငတ်ဘူးလားမဆင်းရဲဘူးထမင်းမငတ်ဘူးရင်အဲ့ဒါတွေမသိဘူးခမရတို့အဲ့လိုအကြီးအကျယ်ဒုက္ခဖြေရှင်းလို့မရနိုင်တဲ့အခက်အခဲတွေကြုံဘူးလားလူဆိုတာကြံရမရတယ်ဆိုတဲ့စကားအလကားမဟုတ်ဘူးဟာတဲ့မင်းဆင်းရဲတိုင်းတာကွာတဲ့အခက်အခဲဖြစ်တိုင်းတာဒုက္ခရောက်တိုင်းတာခိုးစားရင်တခိုးတွေအကုန်ဖြစ်ကုန်မှာပေါ့တောင်းစားပေါ့တဲ့ဒုက္ခရောက်တဲ့တောင်းစားရင်လည်းအကုန်တောင်းစားဖြစ်ကုန်မှာပေါ့လူလောကလေဒါလူဘဝလေတခိုးရှိလူလိန်ရှိတယ်လူညာရှိတယ်ဓမြရှိတယ်အများကြီးရှိတယ်လေလူဆိုတာသူ့ဘဝနဲ့သူ့ဖြစ်တည်မှုနဲ့သူဖြစ်တည်မှုနဲ့သူမတူကြဘူးလေတယောက်နဲ့တယောက်ကမရှိတိုင်းခိုးစားမှာမဟုတ်တလို့မရှိတိုင်းလည်းတောင်းစားမှာမဟုတ်ဘူးတက်ကြီးရွယ်အိုတချို့ရဲ့ကြုံတွေ့ရတဲ့အခက်အခဲကဘာလဲဆိုတော့သူတို့မှအင်အားမရှိတဲ့အတွက်သူတို့ခွန်အားနဲ့ပတ်သက်ပြီးတော့ငွေရှာလို့မရအဲ့တော့သူတို့မှလည်းသူတို့ကြံရမရလောက်ရလောက်တာမျိုးရှိတတ်တယ်အဲ့တော့အဓိကခမည်းတော်ဆင်းရဲဘူးလားခမည်းတော်ဒုက္ခရောက်ဘူးလားဟာငါဒုက္ခရောက်ဘူးလေရောက်ငါတို့တော့အဲ့လိုဖြေမရှိဘူး no ခမည်းတော်ကဖြေရှင်းကြနီးလိုက်ရှိကောင်းရှိနိုင်သူ့မှာမရှိရင်လည်း तू လုံးမိမှာပဲလုံးမိမှာပဲကျွန်တော်တခိုးကာကွယ်ပေးနေတာမဟုတ်ဘူးနော်ခိုးတဲ့အဖြစ်သွားခိုးတာပဲခိုးရိုက်နှိပ်သက်ထားလိုက်ပေါ့ဘယ်သူမှလည်းမသိဘူးပြီးရောဟုတ်လားဘာဆိုရှယ်ပေါ်တင်စရာလို့လဲဟုတ်ပြီခမည်းတော်မစင်ရဘူးလို့ခမည်းတော်ဒီစကားပြောတာခမည်းတော်စင်ရဘူးရင်တော့ဖြည့်ပြီးတွေးပေးမိလိမ့်မယ်ပေါ့နော်နောက်တစ်ခုပေါ့ဟာပစ္စည်းလေးဒီလောက်ပါသွားတာကွာဒီလောက်လောက်ရလားဆိုတာကိုယ်တိုင်ကျွေးနဲ့သွင်းနဲ့ရင်းပြီးရှာထားတဲ့ပစ္စည်းအလကားတက်အချောင်ယူတဲ့လူကလာပြီးယူသွားတဲ့အခါကျရင်ခမည်းပြည့်ကျုပ်ပဲပြည့်ဒေါသတော့ထွက်မှာပဲလေဆိုင်ရှင်ဘက်ကကြည့်ရင်လည်းဒီလိုမြင်လို့ရတယ်ခမည်းပဲပြည့်ကျုပ်ပဲပြည့်ဒေါသတော့ထွက်မှာပဲချိန်ခါခိုးခံရလို့သူဒါဒီဘွားခိုးတာလည်းပြည့်ချင်မှဖြစ်မှာပေါ့လေအဲ့မဲ့ဘလို့ပဲပြည့်ချိန်ခါသူ့ပြည့်စီပြောက်လို့အေးအခန်း
မိတဲ့အခါကျတော့သူ့ဒေါသလျောက်သူတုံးပြန်မိမှာပဲမမိတဲ့အချိန်တုန်းကတော့လွတ်တော့စားသွားတယ်ဗျာတုံးပြန်ခွင့်မရကလိနဲ့စိတ်ထဲမှာဟုတ်ပြီမိသွားပြီဆိုတော့လုံအောင်ဟဆိုတဲ့အတိသူတို့မှရှိတယ်ဒါကတော့တူကိုဒါဖြစ်လေဖြစ်တာရှိတာပဲလေဖြစ်လေဖြစ်တာရှိတာပဲမှားတာကတော့နှစ်ဦးနှစ်ဖက်လုံးကမှားနေတာပဲမှန်နေတယ်ဆိုတာကတော့ဒီခလေးတေးသေးလေးပဲရှိလိမ့်မယ်မှားတာတော့မှားနေအဲ့တော့နှစ်ဖက်လုံးမှားနေတဲ့ဘက်ကိုတယောက်ကတစ်ဖက်ကိုသွားရက်ရင်သူလည်းမှားနေတဲ့ဘက်ရက်တာပဲလေနှစ်ဖက်လုံးမှားနေတာဘယ်ဘက်ရက်မှားနေတာပဲအဲ့တော့သူရက်ချင်တဲ့ဘက်ကိုရက်သူလူချင်းလူပလေးစီမလူချင်းမလူနဲ့ကိုယ့်အကူအေးစင်းနေလဲစိတ်မချမ်းသာဘူးလားအဓိကပြောချင်တာခမည်းစင်းရဲဘူးလားခမည်းပစ္စည်းဆုံးရှုံးဘူးလားဒါတွေကိုပဲခမည်းတို့သိသိချင်းနဲ့ကျန်တာတွေပြောမနေနဲ့ကြိုက်တော့ကျွန်တော်လည်းဒီအကြောင်းအရာလေးကြည့်ပြီးတော့ကျွန်တော်တို့တွေဒီတခုကျွန်တော်စဉ်းစားမိတာကတော့ကျွန်တော်တို့ဒီမျိုးတွေဘာတွေမှာじゃတကယ်အလုပ်တွေဘာတွေဆိုလဲတချို့တွေပေါ့နော်ကိုကလှုပ်စားပါလားဘာညာတခါရတကယ်ကိုမှအလုပ်တွေဘာတွေတကယ်ရှာလို့မလွယ်ဘူးကျွန်တော်တို့ကိုယ်တိုင်တောင်မှတခါလေးရှာရင်ပေါ့နော်မလွယ်ချင်ဘူးပေါ့နော်အဲ့လိုဒါကောင်းမွန်မော်တန်မလူတွေတောင်ရှာခြင်းမလွယ်ချင်ဘူးသူတို့လိုပေါ့နော်အသက်ကြီးတဲ့လူတွေကြတော့အလုပ်တွေဘာတွေရှာဖို့ဆိုလဲတကယ်မလွယ်ဘူးပေါ့နော်အဲ့နောက်တစ်ခုကမျိုးဆိုတော့လေပို့ဆိုးတယ်မျိုးမှာကစားဖို့နေဖို့ပေါ့နော်အကုန်လုံးအဆရရဒါစဉ်းစားရတယ်ကျွန်တော်တို့အညာဘက်ဒီမှာဆိုရင်ကိုအိမ်ဝိုင်းနဲ့ကိုအိမ်ဝိုင်းတွေကလည်းအကျယ်ကြီးတွေနောက်တစ်ခုကအဲ့စားဖို့တော့ဖို့ကဒီခြံစည်းရိုးကိုပတ်ပြီးတော့ခြံစည်းရိုးမှာထွက်နေတဲ့အညွန့်ပါညာခူးစိတ်လက်ချင်းကိုဟင်းတစ်ခွက်စားရတယ်ကျွန်တော်တို့အညာဘက်ဒီမှာကဒီဆန်စီစားဒါတော့ပဲလို့တာဆန်ရစီရစားရရှိရင်အဆင်ပြေတယ်ဟင်းဒီရွက်ကဒါကိုဖိုလူခင်ရယူစားဒီလူခင်ရယူစားအဲ့လိုမျိုးပေါ့ဝဲစရာတော့မလို့အဲ့လိုမျိုးတွေပေါ့ဒီအညာတွေကနေကွာတယ်မျိုးပေါ်ကြတော့တကယ်ကိုခဲရင်ပါတယ်လို့နောက်တစ်ခုကလည်းကျွန်တော်ဒီနိုင်ငံရေးအခြေအနေကလည်းမကောင်းစီးပွားရေးတွေလည်းဒီပေါ့နော်ကုန်စည်နှုန်းတွေလည်းတက်ဆိုတော့ပိုဆိုးတာပေါ့ဗျာအဲ့တော့တချို့တွေကြလည်းမလုံချင်မဲနဲ့လောက်ရတဲ့လူတွေရှိတယ်လို့တချို့တွေကြတော့လည်းလုံချင်လို့ကိုတရုတ်စာနဲ့တတ်အသက်မူဝမ်းကြောင်းပြုနေတဲ့လူတွေရှိကိုရှိတာကျွန်တော်အဲ့ဒီအဲ့ဥစားနဲ့ပတ်သက်ဘယ်လိုကြောင့်ကျွန်တော်ဒါကိုပြောလဲဆိုတော့ဒီလုံချင်တဲ့သူကတက်ကကိုရှိတယ်ဆိုတော့ကျွန်တော်တို့ရောက်မှာဆိုရင်ကျွန်တော်တို့ရွာဆိုတာကဒီ12ရာသီပေါ့နော်စိုက်ပျိုးရေးလည်းလှုပ်ရှားလို့ရတဲ့12ရာသီအလုံငန်းကံဉာဏ်ရှိတာပေါ့နော်အဲ့လို12ရာသီလုံငန်းကံဉာဏ်ရှိကျွန်တော်တို့ရွာနဲ့နည်းနည်းလှမ်းတဲ့ရွာတွေမှာကြတော့သူတို့ရှာဘာမှလည်းစိုက်လို့မရဘူးဘာမှအလုံလည်းမရှိဘူးနွေရာသီဆိုရင်ပိုဆိုးတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့နွေရာသီရောက်ပြီးဆိုစားစရာမရှိလို့ဆိုသူ့သားသမီးတွေကလေးတွေကိုမိသားစုစားစရာမရှိတော့ဒီယောက်ျားသားတွေကထွက်ပြီးတော့မခိုးချင်မနဲ့လဲခိုးရတယ်ဘာကြောင့်ဒီလိုမခိုးချင်မနဲ့လဲခိုးရတယ်ဆိုတာဘာကြောင့်ပြောရလဲဆိုတော့တို့ဒီလိုမျိုးကျွန်တော်တို့ပဲကိုဒီလိုနှမ်းဆိုင်ချိန်လို့ပါလဲဆိုဒီလိုလာခိုးကြတာပေါ့နော်နှမ်းခါချိန်လို့ပါအဲ့လိုမျိုးတွေသူမိသားစုဘာကြောင့်မခိုးချင်မနဲ့ခိုးတယ်ဆိုတော့ပြောရစကားလဲဆိုတော့အခုနည်းနည်းလေးဖွံ့ဖြိုးလာတော့လမ်းမဆက်သွေးလေးကောင်းလာပြီဖွံ့ဖြိုးလာတဲ့အချိန်မှာသူတို့သားသမီးလေးတွေကဒီမြို့မှာထွက်ပြီးအလုပ်လုပ်ကြတဲ့အချိန်မှာကျွန်တော်တို့မခိုးကြတော့ဘူးဗျအဲ့ရွာနော်ဒါပါလဲကျွန်တော်ဒီဥစ္စာကိုကြည့်ချင်းရတယ်တို့တွေဒီခိုးချင်လို့ခိုးနေမှာကိုမိသားစုအရေးနဲ့ရှင်လာတော့ကိုနဲ့လိုပေါ့ဒီကိုလန်နာကိုကြီးပြောသလိုခင်ဗျားတို့ဆင်းရဲဘူးလားဆိုတော့ပေါ့နော်ခင်ဗျားတို့ငတ်ဘူးလားဆိုတော့ပေါ့ဒီလိုမျိုးပဲသူတို့တကယ်မိသားစုကိုမိသားစုတကယ်ဟိုဖြစ်လာတော့သူတို့မှဘလို့မှမနေတာတော့မခိုးခြင်းလေထွက်ခိုးရတာနောက်တစ်ခုကဘာလဲတက်ဟိုခိုးခြင်းလို့ကိုခိုးနေတဲ့ဒီအသက်မွေးဝမ်းကြောင်းပြုနေတဲ့ငကိုကရအကျင့်ပါလာတဲ့လူကြတယ်ကျွန်တော်တို့ရွာမှာဆိုရင်12ရာသီအလောက်ကင်ရှိရတဲ့တောင်မှတချို့ကြဒီခိုးတာနဲ့ပဲဖွဲ့တာနဲ့ထွက်ပြီးတော့ခိုးစားနေကြတဲ့လူတွေလေရှိတာပဲအဲ့တော့လူဆိုတာကပြောလို့မရဘူးပေါ့နော်အဲ့တော့အကုန်လုံးကလို့ထွက်တယ်လို့မရဘူးတောင်တစ်ခုကလိုင်းသားမှာဆိုလဲဒီဘယ်မှဖြစ်ပါကျွန်တော်မန်းလေးဆိုလဲဒီလိုမျိုးအများကြီးပဲပေါ့နော်ဒါမျိုးပေါ်တွေမှာဒီဥစ္စာတွေကပုံများတယ်ကျွန်တော်တို့အညာဘက်တည်တဲ့မျိုးပေါ်တွေမှာဘာကြောင့်မျိုးပေါ်တွေမှာလူဆောင်တက်ဆိုနောက်တစ်ခုကလည်းလူအောင်တက်ဆောင်လည်းဖြစ်တယ်လို့နေဖို့ထိုင်ဖို့စားဖို့တောက်ဖို့ကလည်းတအားမလွယ်တဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးပေါ်မှာနေပြီးဆိုရင်တကယ်ကိုမလွယ်တဲ့ကိစ္စအဲ့ဒါလေးတော့နည်းနည်းထည့်စဉ်းစားပေးစီမှာဒါကျွန်တော်တို့ကဘယ်ဘက်မှာလိုက်ပြောတာမဟုတ်ပါဘူးနော်ဒါခိုးတဲ့လူကလည်းခိုးတဲ့အမှုကိုဒါသူ့အနေနဲ့ရင်ဆိုင်သွားရမယ်ဒါလှုပ်တဲ့လူကလည်းလှုပ်တဲ့သူရင်ဆိုင်သွားရမှာပဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်နေအောင်လုံးအဆင်ပြေသွားရင်ကောင်းပါတယ်သူတို့အနေနဲ့နေအောင်လုံးညှိညှိနိုင်နိုင်နေပေါ့နော်ပြန်လဲပြီးတော့ဒါတယောက်နဲ့တယောက်ကြည်အေးသွားရင်တော့အကောင်းဆုံးပဲအဲ့ဒါပြောချင်ပါတယ်ဒါ line ပေါ်တင်လိုက်တော့ပို့ပြီးတော့အခုခက်က social case ဆိုတော့ပို့ဆုတော့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒါလေးကိုထည့်ပြောချင်ပါတယ်အဲ့တော့ဆုံးထိလည်းပါကြည့်ရှုပေးတဲ့သူဒီခုတယောက်ချင်းချင်းပေါ့လားအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေဗျာ